အမှကြည့်ကြပါအောင်သူများနိုင်ငံမှာအငှားမရလုံးမလားအငှားမရလုံးမလားဆိုရင်လာပြောနေတဲ့သူတွေအမှဘလို့နေရလဲကြည့်ကြနော်သူတို့လောကအငှားမရဆိုတဲ့အတိုင်းပဲခလေးပဲမွေးပြရတယ်ကျွန်တော်ဘာမှမလုပ်ကောက်ဒါပထမဗီဒီယိုထဲမှာဆိုရင်ဒါလက်တွေရော6တွေရောခတ်ထားတာနော်လေဘင်းတွေရောခတ်ထားတာအခုဒီဗီဒီယိုမှာဒါ6ပဲခတ်ထားတာဒါဒီအမျိုးသမီးကိုတီးရသူပြောတာ तू ကဒီမျိုးသမီးကတိုင်းရင်သားတယောက်လို့ပြောတယ်အမှကြည့်နော်ညီတို့ပွဲသားတွေပြောတဲ့သူတွေနော်ဟိုမှာဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဆိုနင်တို့ပြောတဲ့ဒါဟိုကောင်းကောင်းမွန်နေရမယ်ဆိုဒီလိုဘဝမျိုးတွေလားဟလားဟမ်အမှကြည့်အခုဘလို့နေရလဲနော်အမှအိုက်ကလေး3ယောက်ကအိုက်မှမွေးထားတာဟိုမှာတယောက်ရှိသေးရဲ့အမှအဝါလေးနဲ့တယောက်လာလိုက်မယ်ဒါစုစုပေါင်းကလေး3ယောက်မွေးရနော်ကိုယ်နိုင်ငံကိုပြန်လာဖို့နေတာသူတို့နိုင်ငံမှာတော့မှအိမ်ထဲမှာဘလို့နေရလဲမကြည့်ကြနော်ဟိုရအောင်တိုင်းနဲ့ကားနဲ့နေရမှာတို့နော်ပွဲစားတွေနော်ပွဲစားလဲလုတ်တယ်နော်သူများရှိကပတ်စံလဲဖြတ်ယူတယ်ပြီးမှနင်တို့ရောင်းစားလို့ဖြစ်သွားတဲ့ဘဝတွေအမှကြည့်ကြနော်တို့တလောက်တောင်မှသူများအငှားမရလုတ်ပေးခြင်းနဲ့ပွဲစားလုတ်ကြနင်တို့ကိုယ်တိုင်လိုက်သွားကြအမှသူများသားသမီးကိုလိုက်ပြီးဖြတ်လို့ဖြတ်စီလုတ်နေကြနဲ့စိတ်ထဲမကောင်းတကယ်ဒါကသူ့လက်တွေ6တွေကိုချင်းကျိုးခတ်ထားတာကိုပြန်ဖြီးဖို့ပြောနေရဒီအမအဲ့ဒါကိုမဖြီးပေးဘူးမဖြီးပေးနဲ့အိမ်ထဲမှာအိုက်တိုင်းမဲ့ထထားတာဘဲမှလည်းသွားလို့မရဘူးဘဲမှလည်းလာလို့မရဘူးသူတို့လိုအပ်ရင်အသုံးတယ်သူတို့မလိုအပ်အဲ့လိုပဲတားလိုက်အဲ့လိုပဲထားတာအဲ့ကလေးလေးအကုန်လုံးချစ်စရာလေးတွေကိုရီတလောက်အချင်းချင်းသတိပေးတယ်မသွားနဲ့နော်ခဏတာအစင်မပြူးတဲ့ဘွားနေလေးလိုက်အခုလူမျိုးပဲခံရမှာဒါတလောက်ပြောရအောင်မသွားခြင်းနဲ့ဆိုလဲသွားကြတော့နော်ဒါကတော့လက်တွေ့ပဲနော်ဒါလက်တွေ့ပဲဟိုခေါ်တယ်နော်နိုင်ငံတကာနဲ့အငှားများလုပ်ဖို့အတွက်ကိုခေါ်ကြတယ်ပြီးရင်အမနေရတဲ့ဘဝတွေကြည့်ကြအမအိုင်မဆိုဘယ်တော့တနာဖို့ကောင်းလဲသူ့အလောက်ကခလေးမွေးဖို့အလုပ်တစ်ခုပဲလုပ်ကြတာ